ဆုံးကံ app ကိုရင်တောင်းပါမယ် app ထဲကိုဝင်ပါမယ်ဒီနေရာမှာ QR code ရိုက်ထည့်ပေးပါမယ်မိမိကြက်ရတစ်ခုရေးပါခင်းအောင်လေးကလို့နှိပ်ပါမယ်ပြပြောချက်လေးကိုနှိပ်ပါမိမိကြက်ရတစ်ခုရေးပါနှိပ်ပြီးခဏလေးစောင့်ပေးပါမယ်ပေါ်လာတဲ့ကတ်ထဲမှာဖုန်းနံပါတ်တော့မဟုတ် Facebook link လေးတစ်ခုရိုက်ထည့်ပေးပါမယ်ဖုန်းနံပါတ်ရိုက်ထည့်လို့ရှိရင်ဖုန်းနံပါတ်အရှိမ DL လေးခံရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဖုန်းနံပါတ်လေးရိုက်ထည့်ပေးလို့ရှိရင်ကျွန်တော် code လေးနဲ့လည်းရပါပြီဖုန်းနံပါတ်ပဲလေးထည့်မယ်ဆိုရှင် code လေးနဲ့မှာ HTTPS လေးခံမှရိုက်ထည့်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကုတ်လေးကိုနှိပ်လိုက်ပါဖြစ်ပါတယ်ခဏလေးစောင့်လိုက်ရပါပြီဒီမှာ download လေး cloud လေးကိုနှိပ်ပါမယ်